ဇက်စင်ပေါ်မှာစွမ်းစာနေနဲ့ချစ်ကြည်နူးနေတဲ့အေမီဇန်ရဲ့ဗီဒီယိုထွက်ပေါ်လာငကားပိုးတယ်လို့အချားမြင်ရတယ်လို့လုံနေတဲ့အေမီဇန်ကတော့ဇက်ပွဲတစ်ခုမှာတချင်းဆိုသွားရင်းနဲ့စွမ်းရဲ့ဆွဲစားတာကိုခံလိုက်ရပြီဖြစ်ပါတယ်။အထူးသဖြင့်တော့စွမ်းကအေမီဇန်ကိုဇက်စင်ပေါ်မှာဖတ်ပြီးတော့အောက်ပွားပေးနေတဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာအပြီးမှာလူတွေကဇက်မင်းသားစွမ်းစာနေကိုနှာဘူးလို့ထင်ပြီးလူပြောများနေတယ်လို့တချို့ကလည်းအေမီဇန်နဲ့စွမ်းစာနေကိုလိုက်ဖက်တယ်ဆိုပြီးတော့ပြောကြတာတွေရှိပါတယ်။အခုချိန်မှာတော့စွမ်းစာနေကရမကအရက်တောက်လွန်လို့ကြက်သားကိုရေထိုးထားတယ်လို့ထထမုံမျက်နှာလိုနဲ့ပုံစံဖြစ်နေခဲ့ရပါဒီလိုမျိုးဇက်မင်းသားစွမ်းစာနေကစင်ပေါ်မှာအေမီဇန်ကိုဖတ်ပြီးတော့အာရပါရအဘွားတွေပေးလိုက်တာဖြစ်ပါတယ်အောင်လံမျိုးမှာကားတဲ့စင်ပေါ်မှာဇက်မင်းသားစွမ်းစာနေနဲ့အေမီဇန်တို့ကနာမည်ကြီးအဆိုတော်ဇော်ဝင်းထုတ်ရင်အနှိုင်းမဲ့ဆိုတဲ့တခြင်းကိုတီးဆိုဖျော်ပြကြပါတယ်ဒီလိုမျိုးတီးဆိုဖျော်ပြနေစဉ်အတွင်းမှာဇက်မင်းသားစွမ်းစာနေကအေမီဇန်ကိုပခုံးကကင်ပြီးတော့အာရပါရဖက်ကအပီပြင်းမဟာတရားအသားယူဖန်နှန်းခဲ့ပါတယ်ဒါအပြင်မူးနေပုံရတဲ့စွမ်းစာနေကအေမီဇန်ရဲ့ပါးကိုအကြိမ်ကြိမ်ဖက်ပြီးတော့အဘွားပေးဖို့အတွက်စူးစမ်းနေခဲ့ရပါဒီလိုမျိုးစွမ်းစာနေနဲ့အေမီဇန်တို့စင်ပေါ်မှာဖြစ်နေကြတဲ့ဗီဒီယိုဖိုင်ကြောင့်လူပြောများနေရလဲဖြစ်ပါရဲ့ရှင်